ချင်းပြည်နယ်ရဲ့နယ်မြေတွေကိုဆွေးနွေးပြီးတော့ရယူမှာမဟုတ်ပဲတော်လန်တိုက်ခိုက်ပြီးသိမ်းပိုက်သွားမှာဖြစ်တယ်လို့ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အောင်သူသတင်းပေးပို့ထားတာပါရှင်။အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဟာဆိုးရွားတဲ့အတွက်ကြောင့်သကဝိုင်းပေါ်မှာဆွေးနွေးအဖြေရှာမှာမဟုတ်ပဲချင်းပြည်နယ်မှာစစ်တပ်ကင်းစင်မှုအတွက်ချင်းညီနောင်အဖွဲ့တွေအနေနဲ့တော်လန်တိုက်ခိုက်ပြီးသိမ်းပိုက်သွားမှာဖြစ်တယ်လို့အဲ့ဒီအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လက်ရှိမှာချင်းညီနောင်အဖွဲ့တွေအနေနဲ့နောက်ဆုံးသိမ်းပိုက်ဖို့ကြံနေသေးတဲ့တီးတိမ်မျိုးကိုဒီနှစ်ထဲမှာအပြီးသိမ်းပိုက်သွားဖို့အတွက်စီရေးမဟာဗျူဟာရွေးဆွဲထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ကျွန်တော်တို့လက်ရှိစကားစာဟာနိုင်ငံရေးစကားဝိုင်းထဲမှာနိုင်ငံရေးဆွေးနွေးလို့ရတဲ့အဖွဲ့မဟုတ်ဘူး။တကယ်ဖက်စစ်တကယ်စစ်မိတ်စာတွေပဲ။အဲ့ဒါတွေနဲ့တကယ်တော့နိုင်ငံရေးတန်တမဏိနဲ့ကစားတယ်ဆိုတာကဘယ်လိုပြောမလဲတစ်ဖက်နဲ့တစ်ဖက်တိတ်ခါရှိတဲ့ကျင့်ဝတ်ရှိတဲ့ကိုယ်စကားကိုတာဝန်ယူတဲ့အဖွဲ့အစည်းတွေဆိုရင်တော့ကျွန်တော်တို့နိုင်ငံရေးနည်းနဲ့ဒါညင်ညင်ချမ်းချမ်းနည်းနဲ့ဖြေရှာလို့ရမှာပေါ့ကျွန်တော်တို့ဖွဲ့တော့ကျွန်တော်တို့တွေကတော့ဒေါ်နှင်းနဲ့တူအောင်လုပ်မယ်စိတ်ကောင်းစီတို့ဘလိုမျိုးဖွဲ့လဲဆိုတာကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိတဲ့အတွက်ကြောင့်ဒါဒီဟိုဘယ်လိုပြောမလဲဟိုငင်းချမ်းရေးနည်းနဲ့တော့လည်းကောင်းနိုင်ငံရေးနည်းနဲ့ဒေါ်နှင်းလို့မရဘူးလို့ကျွန်တော်ယုံကြည်တယ်ပေါ့လေဆိုတော့ကျွန်တော်တို့ data တွေလွတ်မြောက်ပြီးရင်ကျွန်တော်တို့နဲ့ဆက်တဲ့ data တွေလည်းထပ်ပြီးလွတ်မြောက်လာအောင်ပဲပြီးခဲ့တဲ့ဧပြီလနောက်ဆုံးပတ်ထဲမှာချင်းညီနောင်အဖွဲ့ကခေါင်းဆောင်တွေပါဝင်ကိုယ်စားလှယ်39ယောက်ကသူတို့ထိန်းချုပ်ထားတဲ့နေပြည်တော်တွေကလွတ်မြောက်နေရတစ်ခုမှာမျက်နှာစုံညီတွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီးအနာဂတ်မှာချင်းပြည်နယ်ချင်းတစ်မျိုးသားလုံးကိုကာကွယ်ပေးနိုင်တဲ့ကြစ်လက်ခိုင်မာတဲ့တပ်မတော်တစ်ခုတည်းဖွဲ့စည်းဖို့အပါအဝင်အချက်၄ချက်ကိုသဘောတူခဲ့ကြပါတယ်။ချင်းပြည်နယ်တစ်ခုလုံးမှာစစ်တပ်မကင်းစင်ပဲချင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေပြည်တော်ဟာထာဝရထိန်းချုပ်ထားနိုင်စွမ်းမရှိတာကြောင့်ဒီနှစ်မကုန်ခင်မှာချင်းပြည်နယ်မှာစစ်တပ်ကင်းစင်အောင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့စလိုင်းရောမန်ကပြောပါတယ်။ချင်းပြည်နယ်လွတ်မြောက်သွားရင်ချင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့စကိုင်းမကွေးနဲ့အညာဒေသကစစ်စင်ရေးတွေမှာပါပူးပေါင်းဆောင်ရွက်ပြီးနေပြည်တော်အထိတော်လှန်ရေးတပ်တွေအားလုံးစုပေါင်းကစစ်ကောင်စီတပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်မှာတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေအားလုံးအတွက်အာမခံချက်ရှိနိုင်မယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခုရရှိထားတဲ့လွတ်မြောက်မှုရရှိထားတဲ့လွတ်လပ်မှုဒီအာမခံချက်မရှိဘူးဆိုတာကျွန်တော်တို့သိတယ်။ဟိုစစ်ကောင်စီအနေနဲ့နလန်ပြန်ထူသွားမယ်လုံးဝအခြေပြန်ကျသွားမယ်ဆိုရင်ကျွန်တော်တို့လက်ရှိလွတ်မြောက်မှုဒီတနေ့ပဲခံတဲ့လွတ်မြောက်မှုဖြစ်သွားနေတယ်ပေါ့နော်။ချင်းညီနောင်အဖွဲ့ကိုချင်းမျိုးသားအဖွဲ့ချုပ် CNO CNDF ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ်ဇိုမီဖက်ဒရယ်အစည်းအရုံးချင်းကာကွယ်ရေးတပ်ဖွဲ့ကံပလက်ချင်းလက်ကာကွယ်ရေးတပ်ဖွဲ့မတူဘီတပ်မဟာတင်နဲ့မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးကျင်တွေမတူဘီမင်းတပ်ကံပလက်နဲ့ဖလန်းမြို့တွေကိုတိမ့်ပိုက်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ